အစိုးလေးဒါအစိုးလေးကရင်ကတော့ကြိုက်သွားပြီအငိမ့်ကရင်ကတော့ကြိုက်သွားအငိမ့်စင်တော့ကြိုက်သွားပြီအမေစပလင်ကရင်နဲ့ဗျသူတို့လှုပ်လိုက်တာငါမဟုတ်ကပြုတ်ကြတော့မထိတ်ထားအငိမ့်စင်ကိုရှော့ပါတက်တာရှော့ပါနေလေသူအခောက်စိတ်လာ ਈ လားသူ့ကိုအခောက်စိတ်ပါပဲအလူတကာရဲ့တူဟုတ်ကဲ့အလူတကာရဲ့တူပါကအလူတကာရဲ့စိတ်ချူဟမ်အဲ့တော့လေးအောင်အလူတကာတူပါခဏခဏလာစစ်ချနော်ချမယ်တဲ့ဖေးမပြန်နဲ့နော်ဒီနာပွဲနော်မပြန်နဲ့ကျွန်တော်ပိတ်သက်ကျွန်တော်အထူးစုတင်ရှိတယ်နော်ပိတ်သက်ဟုတ်တယ်ပြန်တော့တဲ့ပိတ်သက်မပါဘူးဟုတ်လားကျွန်တော်တို့ဒီပိတ်သက်ပဲဒီညပိတ်သက်ပဲဒီညပိတ်သက်ဒီပိတ်သက်လေးပဲအထူးစစ်တာပါလဲဆိုတော့ကျွန်တော်တို့အငိမ့်သိမ်းတာနဲ့စိုင်းတော်ကိုလာခဲ့ပါလူတယောက်ကိုပတ်စံ9000နဲ့ဆန်5ပြည်စီပေးမှာကျွန်တော်လာပေးကြအောင်နော်လာပေးကြအဲ့ဒါဆိုရပြီလားမြဲအဲ့တော့ဒီနေ့လေးဆိုရအောင်နော်ဟုတ်ကဲ့ခင်းချင်းနေတောင်းထားတာများပါတယ်အဲ့တော့ဝဲလေလေဟုတ်တယ်နော်ဒါလေးဆိုရအောင်နော်ဟုတ်ပြီလူတွေကရလက်ခုပ်တူတင်းလို့ဒါမျိုးမှာတော့နော်ပြီးငယ်ကျွမ်းဆိုရင်ဒါမိတ်ဆိုမယ်နော်ငယ်ကျွမ်းဆိုအဲ့တော့အခုဝဲလေဒါလေးဆိုကြည့်အောင်ရှင်ဟုတ်ပြီ